အခုတော့ TikTok bulletin board ရဲ့တကယ်သုံးချလို့ရတဲ့အပိုင်းကိုစပြောပါမယ် bulletin board ကိုအသုံးပြုရတာလုံးဝမခက်ပါဘူးစာရိုလေးတွေ reminder လေးတွေဒီနေ့ဘာတင်မယ်ဆိုတဲ့ update ရဲ့နောက်ကွယ်ကအတွေးလေးတွေဒီလိုဟာတွေကို edit မလို့ video မလို့ရေးပြီးတော့တင်လိုက်ရုံပါပဲ bulletin board မှာရှိတဲ့ members တွေကကိုယ့်ရဲ့ TikTok account ကို follow လုပ်ထားတဲ့သူတွေပါ invite လုပ်စရာမလိုဘူး join ခိုင်းစရာမလိုဘူး follow လုပ်တာနဲ့အလိုလျောက် bulletin board member ဖြစ်သွားတာပါ bulletin board သုံးလို့ရှိရင် follower တွေနဲ့ပိုနီးစပ်လာတယ်ကိုယ့်အကောင့်ကို active လို့မြင်တယ် engagement တွေပိုတိုးလာတယ် trust တွေပိုရတယ်ကိုယ့် community ကိုတဖြည်းဖြည်းတည်ဆောက်လို့ရပါတယ် video မတင်နိုင်တဲ့နေ့တွေမှာတောင်မှကိုယ့်ရဲ့ presence ကမပြောက်သွားပါဘူး bulletin board မှာရောင်းချမှုတွေကိုအများများမတင်သင့်ပါဘူးမသက်ဆိုင်တဲ့ link တွေအဲ့ဒါတွေကိုတင်ရင် follower မနီးစပ်ပါဘူး bulletin board ကိုရောင်းဖို့ relationship တည်ဆောက်ဖို့သုံးတာကပိုကောင်းပါတယ် TikTok bulletin board ကိုဒေချာသုံးတတ်ရင် video တစ်ခုတည်းတင်တာတွေမဟုတ်ဘဲနဲ့ကိုယ့် follower တွေနဲ့ပိုနီးစပ်တဲ့ community တစ်ခုတည်ဆောက်လို့ရပါတယ်ဒီလို TikTok knowledge လေးတွေကိုစံတာထောင်နေရင် follow လုပ်ထားပြီးတော့ comment မှာသိချင်တာရှိရင်မေးလို့ရပါတယ်เนาะမေးကြလို့ရပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲပတ်ပိုင်း group ထိုးတကြကြပါရှင်